วัสดีค่ะทุกคนวิดีโอไม่ใหญ่แต่ตอนนี้จ่าหน่อยเนาะใช่အခုပြန်ရိုက်မယ်โอเคဆိုတော့ဒီတစ်ခေါက်မှာကျတော့အရင်တစ်ပတ်ကချန်ကင်ဟုတ်တယ်နော်ချန်ကင်ဆိုရင်ကျွန်မစားတယ်အဲ့လိုမျိုးစကားလုံးလေးသင်ပြီးသားဆိုအခုတစ်ပတ်မှာကျတော့မဲကျွန်မစားတယ်မဟုတ်တော့ဘဲနဲ့ကျွန်မစားမလို့ကျွန်မစားတဲ့ပုံစံလေးနဲ့လာရတင်ကြမှာဖြစ်ပါတယ်ဒါကျွန်မစားမယ်ဆိုဘယ်လိုပြောမှာလဲချန်จะกินချန်จะกินအကယ်လို့ချန်จะกินနော်ဒီกินနဲ့ပဲပြန်သုံးမယ်ဆိုတော့အဖေစားမယ်ကြတော့พ่อจะกินအမေစားမယ်แม่จะกินအဖွားစားမယ်ยายจะกินရလည်းသုံးလို့ရရိုင်လည်းသုံးလို့ရနှစ်ခုစလုံးသုံးလို့ရโอเคနော်အဖိုးစားမယ်ကြတော့ปู่จะกินจะเป็นเนี่ยนะคะปู่จะกินပြီးတော့ตาจะกินတော့သုံးလို့ရလားရใช้ได้นะใช้ได้ไหมใช้ได้ค่ะใช้ได้ค่ะใช้ได้ဆိုတော့သုံးလို့ရတယ်လို့ပြောတာโอเคနော်ဟုတ်ပြီဆိုတော့အခုကကြတော့กินတစ်လုံးနဲ့ပဲရှိတယ်နော်အကယ်လို့သွားတယ်ဆိုဘယ်လိုပြောလဲသွားတယ်ထိုင်းလို့ဘယ်လိုပြောกว่าไปกว่าကရှမ်းလို့ဖြစ်သွားတယ်ไปโอเคနော်ไปပြီးတော့ကျမသွားမယ်ဆိုဘယ်လိုပြောမှာฉันจะไปฉันจะไปဆိုတော့အဖိုးသွားမယ်ตาจะไปလို့ပြောအမေသွားမယ်แม่จะไปโอเคအဲ့တိုင်းပဲသုံးသွားမယ်โอเคနော်กินလဲသုံးပြီပိုင်လဲသွားပြီသုံးပြီဆိုတော့တခြားကရိယာတွေလဲဒီလိုပဲသုံးသွားလို့ရတယ်เข้าใจไหมเข้าใจที่พูดไหมโอเคนะပြီးတော့ဒီတစ်ခါကအိတ်တာနဲ့သုံးကြည့်မယ်ကျမအိတ်မယ်ဆိုရင်ฉันจะนอนကျမအိတ်မလို့ကြတော့မလို့ကလည်းကြာပဲသုံးလို့ရတယ်နော်ကျမအိတ်မလို့ဆိုရင်ฉันจะนอนเหมือนกันฉันจะนอนဆိုတော့အမေအိတ်မလို့แม่จะนอนအမေဝယ်မလို့ကြတော့แม่จะซื้อโอ้ยเก่งมากนะแม่จะซื้อအကယ်လို့အဖွားလာမယ်ဆိုရင်ย่าจะมาโอเคဟုတ်ပြီဆိုတော့အဖိုးပြောမယ်ကြတော့ပြောမယ်จะพูดเก่งมากအဲ့ဒါမသိမရနော်ပူจะพูดကကိုပြောတာเก่งมากโอเคဆိုတော့ဒီပုံစံလေးအတိုင်းသုံးလို့ရတယ်နော်